ခီပါခီကတော့ဒီနေ့မှာမနေ့ကပြောထားတဲ့အမွှေစိမ်းမာလေးအဖြစ်နဲ့ပြန်လာမှာပဲဖြစ်ပါတယ်ခီကိုဒီနေ့မှာတော့အမွှေစိမ်းမာလေးလောက်တော့မှာပဲဖြစ်ပါတယ်ခဲ့တာဆိုရင်စားလိုက်ရအောင်မနက်ကင်းတခုမှာတော့အမွှေစိမ်းမာလေးတယောက်နိုးထားလာခဲ့ပါတယ်ငါဒီနေ့ဘာလုပ်ကြမှမသိဘူးဝဝကြီးကိုလည်းသွားပြောအောင်မယ်ဝဝကြီးဘယ်မှာရှိနေလဲမသိဟိုမှာဝဝကြီးပဲဝဝကြီးဘာလုပ်နေရလဲအော်ဒီလိုပါပဲရှောက်ကြည့်နေတာအော်ဝဝကြီးရှောက်ကြည့်နေတယ်မနက်ရိပ်ပဲဘာပြင်ထားရလဲလိမ္မော်စပြုတ်လောက်ထားရဲ့လိမ္မော်စပြုတ်ရမ်းကြိုက်ဘူးအလကားနေလိမ္မော်စပြုတ်ပဲလုပ်နေရဝဝကြီးရတယ်အော်မွေးစင်ရလဲဝဝစပြုတ်ပဲဝဝကြီးရလောက်တက်တာလေဘာမှခိုင်းရမှာမဟုတ်ပါဘူးလေကဲရေချိုးလိုက်ပါမယ်ဝုံဝီပြောနေလို့ရှင်လည်းဘာမှလုပ်ရမှာမဟုတ်ဝုံဝီပြောနေလည်းမထူးကဲရေချိုးပြီးဆိုငါဝုံဝီလောက်ထားတဲ့လိမ္မော်တီးစုပ်ပြုံမဟုတ်ဘူးမုံလာဦးစုပ်ပြုံပဲစားရမှာပေါ့မုံလာဦးစုပ်ပြုံတော့မစားချင်ပါဘူးအဲ့ငါဘာလို့ရင်ကောင်းမလဲဟာဟုတ်ပြီမျိုးတွေကိုအလဲထွက်ကမယ်โอ้ยบ้าတော့အမွေစိန်ဝဝပါလဲမျိုးတဲ့ကိုအလဲထွက်ချင်လို့ရလားဘာလို့ရအောင်လဲဘာလို့ရအောင်လဲအမွေစိန်ရဲ့မျိုးထဲမှာအနေများအဝုံဝရတယ်တော့ခွင့်ပြုပါမုံလာဦးစပြုတ်ကမကြိုက်လို့ပါကဲဒါဆိုလဲပြီးရပါပဲလေဝုံကြီးလည်းလိုက်ခဲ့မယ်လေပြီးကဲဒါဆိုတူတူသွားမယ် let's go မျိုးတဲ့တော့ရောက်တော့အခါဟဲဟိုမှာငါတို့ချီပူတဲ့ကာတုံးကားရဲ့အမွေစိန်ကြီးမလားဟုတ်တယ်အမွေစိန်ကြီးကတော်တော်ကြီးသွားပြီနော်ဟုတ်ပါကဲထိုင်ကြစို့ရဲစားကောင်းတာပဲ cheese cake ကမုံလာဦးစပြုံးနေမှာခွာပါဝုံရမစားရဘူးလားဝုံရမစားရပါဘူးလာဟဲဟိုမှာအမွေစိန်မလားအတော့နောက်ဆက်မှာပဲကာတွန်းဟယ်လိုမမအမွေစိန်မကကာတွန်းရဲ့အမွေစိန်မလေးမလားဟုတ်တယ်ဒါဝုံဝင်မလားဝုံဝင်ရလူကြီးမလားဟုတ်တယ်ဒါဆိုရင်ဘယ်လိုလုပ်ဝုံဝင်ကြီးဝတ်ထားတာတော့အဲ့ဒါကတော့လူရှင်ဆီယာမကြီးခီတီကြောင့်ခီတီကဝတ်ကိုင်းလို့လေဟောအင်းမိုင်မှာဒီနေ့ဆိုင်အောင်လဲတိတ်မြောက်သေးပါလားမချေပြီးရဲ့ဟုတ်တယ်ကလေးရဲ့ဒီနေ့နည်းနည်းဆိုင်ရန်စောပွင့်ထားလို့လေပီဇာလေးကစားလို့ကောင်းလိုက်တယ်အဲ့ဒီအချိန်မှာပဲဟဲ့မမဟိုမှာအမွေဆိုင်မလားဟိုမှာသားရောငယ်လေးတို့ကကြည့်ခဲ့အမွေဆိုင်မလားဟဲ့ဟုတ်တယ်တော့အမွေဆိုင်ပဲအမွေဆိုင်ကဒီမှာချီစတာနေရလားဟုတ်တယ်မသိဘူးကဲကျွန်တော်တို့ဓာတ်ပုံရတော့ရပါဗျရပါတယ်ကဲဒါဆိုရင်ရိုက်ပြီနော်ဓာတ်ပုံချက် chef ကဲရိုက်ပြီဆိုတော့မောင်တို့လည်းရိုက်မယ်ဝုံကြီးတို့လည်းရိုက်မယ် chef okay ဝုံကြီးလည်းရိုက်ပြီကဲဝုံကြီးရိုက်ပြီဆိုတော့ဒါတို့ပြကြမယ်လာမတို့ဟဲနေဒီဟိုလာဘာလို့ပေါ်လဲအမွေးစိန်တွေကိုလမ်းမှာပြတ်သွားရင်လည်းတွေ့လို့လေကဲဟိုမောင်မတို့ရောက်ကတော့ပြန်သွားပြီကဲငါတို့ဝုံဝင်လာငါတို့လည်းလူတွေမလာခင်မြန်သွားရမယ်နှမဆိုလူရငါတို့ခေါ်နေမှမြန်လာကဲအိမ်ပြန်ရောက်ပြီဟေ့ကဲဒီနေ့မှာတော့အမွေစိန်လေးကပြိုရဲသွားလို့အရန်ကိုပြရှင်နေပါရီငါဒီနေ့မျိုးရဲသွားရတာအရန်ပြောဖို့ကောင်းတာပဲကဲဒါဆိုရင်ငါဘာလို့ကမြောင်မသိဘူးဒီနေ့ဝုံရတခုချက်ကျွေးရမယ်ဟုတ်ပြီကဲဒီနေ့ရောဝုံကြီးကိုငါတခုချက်ကျွေးရမယ်ဟုတ်ပြီငါဒီနေ့သူ့ကိုအတုပ်ကျွေးလိုက်မယ်အတုပ်ဒီနေ့ကျွေးမယ်ဟုတ်ပြီမွေးဆိုင်ဘာလို့လဲမသိဘူးဟင်းနဲ့ကိုမွေးကြိုင်နေရပဲတွားကြည့်အောင်မယ်မွေးဆိုင်တခုလုံနေရထင်တယ်တွားကြည့်လိုက်
ဟာအမွေစိတ်ပိုင်းလုံနေရလေဒီမှာဝုံဝီစားဖို့အတွက်အတုံးလုံနေရလေဝုံဝီကကျမကိုမျိုးလဲလိုက်ဖို့ခေအတွက်ဝုံဝီကိုပြန်ပြီးတော့အတုံးလှုပ်ကျွေးမလို့ဟာရပါတယ်ဝုံဝီရဲ့မအဲ့တော့လိုအပ်တဲ့ဟင်းသီးဟင်းရွက်တွေကိုလှိနေရလေအော်ကဲဒါဆိုလို့ရှိရင်လေဝုံဝီလှုပ်ရှားရှိရဲ့အလုပ်တွေကိုလုပ်လာရုံပဲကဲဝုံဝီကအိမ်ပေါ်ကျသွားတာပဲကဲဒါဆိုလို့ရှိရင်ငါဝုံဝီကိုအိတ်ခမ်းလေးကိုသွားတိတ်ကနေကဲဝုံဝီအိတ်တော့ဝုံဝီအိတ်ခမ်းကဲဝုံဝီအိတ်တော့ဝုံဝီကအိတ်ကျော်သွားတာပဲဘာဖြစ်လဲမသိဘူးငါကတော့လှုပ်ရှားရှိရဲ့အတုတ်တွေကိုငါလောက်ကမယ်အမှန်တကယ်တော့ဝုံဝီရပေါ့နော်မှားပြီးတော့ဒီမှာသွားပြီးတော့သတ်မိတာပေါ့နော်အဲ့တော့မှားပြီးတော့ဝုံဝီရအိတ်ကျော်သွားတယ်ဆိုပြီးလို့ရတာပါဗီဒီယိုလေးကိုပြန်စမယ်ပဲပြန်စမယ်ဆိုတာဟိုဘိုက်ကဆာမှာတော့မဟုတ်ဘူးပေါ့နော်ကဲအဲ့တော့ငါလိုအပ်တဲ့ဟာလေးပြီးဆိုတော့ခွိုက်သွားယူရမယ်ခွက်သေးကိုပြီးအရွက်တွေထည့်ရမယ်ကဲဝုံဝီနိုးလာပြီလားဟုတ်တယ်ကဲဒါဆိုလို့ရှိရင်အတုပ်စားလိုက်ပါဦးအရန်စားလို့ကောင်းတာပဲအမွေစိန်လေးကတော်လိုက်တယ်ကျေးဇူးပါကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကဲဒီကတော့အမွေစိန်တာယာအေးချမ်းနဲ့အမွေစိန်လေးနဲ့ဝုံဝီရဲ့အကြောင်းပဲဖြစ်ပါတယ်နောက်ဗီဒီယိုတိုင်းမှာလည်းဆက်တွေ့ကြမယ်နော်နောက်ဗီဒီယိုလေးတွေကိုကြည့်ဖို့ဆိုရင်ခီတီရဲ့ဗီဒီယိုအသစ်တင်နိုင်သိရအောင်လို့ like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါအောင် subscribe ကိုလည်း1000ကြီးပြအောင်လုပ်ခဲ့ကြပါအောင်ရှင်ကဲခီတီရဲ့ဗီဒီယိုတွေcomment ထဲမှာလည်း ID လေးကိုသိချင်တယ်ဆိုလို့ရှိရင်ရေးခဲ့ကြည့်ကြပါနော်ခီတီ ID လေးကိုပြောပြပေးပါမယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်like လေးလည်းပေးတော့မမေ့ပါနဲ့